Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးသွားမှာတော့ Honda ကားအများစုမှာပါဝင်တဲ့ Pioneer Japan TV မှာ back camera မပေါ်တာကိုပေါ်အောင်လုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ချက်လောက်ကြည့်လိုက်အောင်အရင်ဆုံး back gear ကိုအရင်ထိုးကြည့်မှာပဲဖြစ်ပါတယ် back gear ရောက်တဲ့အနေထားမှာ back camera ကပေါ်မလာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်အဲ့ဒါကိုပေါ်အောင်လုပ်မိဆိုပါကဒီခလုတ်လေးကိုအရင်ဆုံးနှိပ်လိုက်ပါနှိပ်ပြီးတာနဲ့ခလုတ်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးတာနဲ့ဒီဘက်တောက်ဆောင်ကဒီကွာပုံနဲ့ခလုတ်လေးကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့ဒါကိုနှိပ်ပြီးတာနဲ့အလေကကွာပုံခလုတ်လေးကိုထပ်ပြီးတော့နှိပ်လိုက်ပါပြီးတာနဲ့ဒီဘက်အောက်ဆောင်ကဒီခလုတ်လေးကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးတာနဲ့ဒီခလုတ်လေးကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးရင်တော့ဒီနားခလုတ်ကိုနှိပ်ပြီးတော့ on ဆိုတဲ့နေရာကိုနှိပ်ပြီးလိုက်တာနဲ့ back camera လာတော့မှာပဲဖြစ်ပါတယ်ဒါဆိုရင် back gear ကိုတစ်ချက်ထိုးကြည့်အောင်ထိုးကြည့်လိုက်တာနဲ့ back camera ပေါ်လာမှာပဲဖြစ်ပါတယ်နောက်တစ်ခါထပ်ထိုးကြည့်လိုက်အောင်အခုဆိုရင်တော့ back gear back camera ပေါ်လာပြီဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ